こんにちは、けいこです。水かけ祭りが近いですね。もうすぐ始まってるのかな。なので、今日は水かけ祭りっていうのを書いてみましょう。水かけ祭り。これは日本にはないんですね。日本は同じような時期にお釈迦様の誕生日ということで花祭りというのがあります。でもこれは同じものなのかどうかわからないんですが、お釈迦様の誕生日であって、水をかけたりはしません。さて、日本では花祭り書いてみましょう。ဟုတ်ကဲ့ကျောင်းသားအလှည့်မှာတော့ကျွန်တော်ရေသပင်ပွဲတော်ပေါ့နော် Water Festival ရေသပင်ပွဲတော်ကျွန်တော်စူးစမ်းပြီးရေးကြည့်ပါမယ်ရေးရတာတော့ခက်မဲ့ပုံပါပဲ Water Yeah, နည်းနည်းလေးသေးသွားတယ်ဒီအလုံးကတော့ခက်ခဲပါတယ်ဒါတော့အိမ်အမိုးပေါ့ဗျာဒါကတော့ဂျပန်မှာဧပြီလဆိုရင်လုပ်တဲ့ပန်းပွဲတော်ပေါ့နော်ပန်းပွဲတော်ပဲခေါ်အောင် Flower Festival ဆိုတော့ပန်းပွဲတော်ဒီအလုံးကြီးကလည်းတူပဲဒါပေမဲ့ခက်ခဲတယ်
ပွဲတော်ဒီလုံးပြန်ကျင်မယ်ဗျာဒီလုံးနည်းနည်းခဲတဲ့အလုံးဆိုတော့ပြန်ရေးကြည့်မယ်နှစ်ကြိမ်သုံးကြိမ်လောက်ရေးလိုက်ရင်တော့နည်းနည်းလဲလေးမြန်တက်လာမှာကျွန်တော်ရလောက်ပါပြီအဆုံးထိကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်